Hello အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကတော့ဇာနီဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြချင်တာကတော့ဒီ vintage နဲ့ဘေဒုတ်တွေရဲ့ကွဲပြားတဲ့အကြောင်းလေးကိုဒီနေ့ပြောပြချင်ပါတယ်လူတော်များများကဒီ vintage နဲ့ဘေဒုတ်တွေပေါ့နော်အဲ့ဒါတွေကိုသူတို့ကမှားနေကြတယ်ပေါ့အဲ့တော့ကျွန်တော်ဗမာပြည်ကိုပြန်သွားတယ်အရင်တစ်ခါတော့ပြန်သွားတော့ဆိုင်တွေကတချို့ဆိုင်တွေမှာသူတို့ရေးတာ vintage ဆိုတော့ဆိုင်ပုံကြီးတက်ထားတယ်ဒါပေမဲ့ထဲဝင်သွားကြည့်လိုက်တော့ vintage မဟုတ်ဘူးအခုမှအစ်စ်တွေပေါ်တဲ့ဟာတွေကိုသူတို့ပြန်ပြီးတော့ရောင်းတာဥပမာဆိုလို့ရှိရင် Zara တို့ Forever 21တို့အဲ့လို brand မျိုးသူတို့က vintage လို့ပြောရောင်းပြီးလို့ရှိရင်အဲ့ဒါမှမဟုတ် online မှာလည်းတော်များများတွေ့နေမှာဥပမာ Facebook တွေပါမှာလူများတွေရောင်းနေကြတယ် vintage ရောင်းတယ် vintage ရောင်းတယ်တကယ်ကြတော့ vintage မဟုတ်ဘူးအဲ့လိုဒီအစ်စ်တွေကိုပြန်ရောင်းတာပေါ့နော်အဲ့တော့တော်များတော့သူမသိလို့ရောင်းတယ်လို့တော့ကျွန်တော်ထင်တာပေါ့နော်အဲ့လိုနာမည်တွေတက်တယ်လို့ရောင်းတယ်လို့ထင်တာပေါ့အဲ့တော့ခုကျွန်တော်ပြောပြချင်တာ vintage ဆိုတာဘာလဲပေါ့နော် break မှာဒီ vintage အိမ်နေအထည်တွေကိုလက်ကလည်းရောင်းတယ်ပြီးလို့ရှိရင် vintage ဆိုင်ကို3နှစ်ဖွင့်ပြီးတော့ရောင်းခဲ့တာပေါ့နော်အဲ့တော့ vintage နဲ့ပတ်သက်ပြီးတော့တော်များများအတွေ့အကြုံတော့ရှိပဲပေါ့နော်အဲ့တော့ဒီ vintage ဆိုတဲ့ဟာကဘာကိုပြောလဲ vintage ဆိုတာအိမ်တစ်ထည်မှာအနည်းဆုံးအနှစ်20အထက်ဖြစ်နေရမယ်အဲ့ဒါကို vintage လို့ခေါ်တာပေါ့နော်အဲ့လိုဥပမာဆို1990ကထုတ်တဲ့ဟာ1980ကထုတ်တဲ့ဟာတွေပေါ့နော်အဲ့လိုဟာမျိုး vintage လို့ခေါ်တယ်ပြီးလို့ရှိရင်ဒီ vintage လို့ဘယ်လိုသိနိုင်လဲပေါ့အဲ့ဒီတဲကိုတွေ့မယ်ဆိုလို့ရှိရင်သူတို့ကချုပ်ရိုးကိုကြည့်လို့ရတယ်ပေါ့နော်အဲ့ချုပ်ရိုးမှာဘယ်လိုတွေချုပ်ထားလဲပြီးလို့ရှိရင်သူ့ရဲ့ဒီအင်ဂျီရဲ့အရေးလေးပေါ့နော်အဲ့ဒါအရင်တုန်းကဟာတွေကအခုခေတ်ဟာနဲ့အများကြီးကိုကောင်းတယ်အခုခေတ်ဟာဆိုလို့ရှိရင်ဝစ်ပြီးလို့ရှိရင်သိမကြဘူးတလားလှဝစ်ပြီးတော့သူကပြဲသွားတာတို့အဲ့လိုဟာမျိုးကြီးများတယ်ပေါ့နော် vintage အဲ့လိုမဟုတ်နှစ်ပေါင်းများစွာဟိုဝတ်တာကိုကြာရှည်ခံခဲ့တဲ့အင်ဂျီတော်များပေါ့နော်အဲ့တော့ပထမဆုံးကျွန်တော်ပြောပြချင်တာကတော့ပထမဆုံးဥမာလေးနဲ့တခုပြောပါကျွန်တော်ထင်မှာ vintageအင်ဂျီဆူလာတာအများကြီးရှိပေါ့နော်ရောင်းဖို့ဟာတွေရောကိုယ်တိုင်ဝတ်တဲ့ဟာတွေရောအဲ့ဒီကတချို့အင်ဂျီတွေကိုကျွန်တော်ပြပြီးတော့ဥမာလေးပြပါမယ်နော်ဥမာဆိုလို့ရှိရင်ဒီအင်ဂျီကတကွန်ပြမယ်အင်ဂျီကတော့ဒီအင်ဂျီလေးပေါ့နော်ဒီကောင်အဆိုတော့သူကဒီဘက်မှာလဲအရှိမအောင်ပြီးလို့ရှိရင်အနောက်မှာဒါကျွန်တော်အရင်ကြိုက်တဲ့အင်ဂျီပေါ့နော်ပြီးလို့ရှိရင်သူ့ကို vintage လို့ဘယ်လိုသိနိုင်လဲဆိုလို့ရှိရင်သူ့ရဲ့ချုပ်ရိုးကိုကြည့်လို့ရတယ်ဒီမှာဆိုလို့ရှိရင်ချုပ်ရိုးပါလေကျိုးတစ်ချောင်းပဲပြီးလို့ရှိရင်အဲ့ဒီအောက်မှာတော့ဒါတော့ကျိုးဒီမှာတော့ကျိုးနှစ်ချောင်းပြင်မယ်ဒီလက်တွေမှာကြည့်လို့ရတယ်လက်တွေဒီမှာဆိုလို့ရှိရင်ကျိုးတစ်ချောင်းပြင်နေရမယ်အခုအိမ်တွေကိုပြန်ပြီးတော့ဝတ်ထားတဲ့အိမ်တွေကိုကြည့်လိုက်လို့ရှိရင်တော်များများအဲ့လိုကျိုးတစ်ချောင်းမဟုတ်ကျိုးနှစ်ချောင်းတွေပေါ့နော်အဲ့လိုပြီးလို့ရှိရင်နောက်တစ်ခုကတော်များများသူဒီအိမ်လေးအောက်လေးမှာသူကဒိတ်လေးသူကရေးရတတ်တယ်ဒီကောင်တော့ဒိတ်မပါဘူးတစိမ့်လည်းမပါဘူးဒါပေမဲ့1990အင်ဒါဆိုတော့သူရဲ့ဒီ color တန်ကြီးကတော့ဘယ်လောက်ရှိလဲဆို200ထက်မှရှိတယ်ဒီအင်ရ The Crow သူကဒီ Bruce Lee ရဲ့ဒါ Brandon Lee သူရိုက်သွားတဲ့ကားပေါ့နော်သူဆိုလို့ရှိရင်ဒီအင်ဆိုလို့ရှိရင်လဲသူက vintage ပေါ့နော် vintage ဆိုလို့ရှိရင်ဒီမှာသူ့ရဲ့ဒီတစ်စိတ်ကိုကြည့်လို့ရတယ်သူကြောက်တွေ့ရလားမသိဒီမှာသူကြောက်1990တို့ဘာလို့မဟုတ်ဘူးမလဲအဲ့လိုတစ်ပေါင်း2000ပတ်ဝန်းကျင်2000ခုနှစ်ပတ်ဝန်းကျင်ဟာကိုလည်းအခုခေတ်နဲ့အခုချိန်ပြန်တွက်လို့ရှိရင်2000vintage ဖြစ်ကုန်ပြီပေါ့နော်ဒါကတစ်ထည်နောက်တစ်ခုကဒီကောင် Harley Davidson ဒီဟာလည်းတော်တော်ရမ်းကြိုက်တယ်ဒီကောင်ဆိုလို့ရှိရင်သူရဲ့ဒီမှာဒီကောင်ဆိုဥမာရှင်ဒီမှာသူရဲ့ခုလေးပါတယ်ဒီနားလေးမှာပြီးမှအနိကရိုက်ပြပေးမယ်ဒီမှာ1980နော်ပြီးလို့ရှိရင်အကုန်လုံးကဒီမှာကျိုးတစ်ချောင်းလေးတွေပဲနော်ပြီးလို့ရှိရင်နောက်မှာ graphic ကရမ်းမိုက်တယ်နော်ပြီးရင်သူတော်များများကအဲ့လို made in USA ဆိုတာတော့များများတော့ vintage မှာဒီကောင်ဆိုလို့ရှိရင်လည်း made in USA ပေါ့နော် vintage အဲ့လိုဆိုသိနိုင်တာပေါ့နော် vintage ဆိုပြီးတော့အဲ့တော့ကျိုးတစ်ချောင်းလေးတွေနောက်တစ်ခုကဒီအိမ်ဆိုလို့ရှိရင်လည်းဒါဒီမှာ PlayStation 2 Street Fighter တဲ့ character ပေါ့နော်သူဆိုလို့ရှိရင်လည်းဒါဆိုလို့ရှိရင်လည်း vintage ပဲဒီကောင်ဆိုလို့ရှိရင်တော့ရာကျော်တော့သွားတယ်နော်ဒီကောင် The Dark Knight ထွက်တာတော့2000ဘယ်လောက်လဲတော့မသိအဲ့ဒီတော့သူထွက်တာဒီကောင်ဆိုလို့ရှိရင်လည်းဒါဆိုလည်း vintage ဒီမှာ
ချို့ဟာကြောင့်လည်းအဲ့လိုအနှစ်20တော့ဖြစ်စရာတော့မလိုဘူးเนาะအနှစ်15 16နှစ်လည်းရတယ်သူတို့ကအဲ့လိုအဓိပ္ပာယ်တော့တခုအဓိပ္ပာယ်ရှိတဲ့ဟာတွေတော့ဖြစ်နေရမှာဥပမာလို့ရှိရင်ရုပ်ရှင်ကားတို့နာမည်ကြီးရဲ့ဟာတို့ဘာလို့10နှစ်ကျော်14နှစ်ဆိုနှစ်ကြီးတွေသူကတန်ဖိုးရှိတယ်သူတို့ကြတော့အဲ့လိုဒီဟာဆိုလို့ရှိရင်ရန်ဟိုဒီရေးဆိုလို့ရှိရင်ဈေးကောင်းတယ်ဆိုင်မှာကျွန်တော်3တယ်လောက်ရှိတယ်3တယ်လုံးရလာတာကို2ထည်လုံးကရောင်းပြီးသွားဒီထည်ပဲကျွန်တော်အဲ့2ထည်လုံးကိုကြာကြော်နဲ့ပဲရောင်းပြီးသွားပြီအကုန်လုံး now ကာတာတော့ဆိုတော့ဒီမှာဆိုတော့ misfit ဒီ graphic ကတော့ share ကြီးပဲဟောသူလဲအနောက်တို့ tab တွေကတော့ဒီလို tab တွေလာလဲဒီတစ်စိတ်လေးရောနော် for the long လို့ပါတော့အဲ့လိုဒီကောင်လဲနောက်တစ်ထည်ဒီကောင်ဆိုလို့ရှိရင်ဒီမှာသူတစ်ဖြစ်ဒီမှာ2000လို့ရေးရတယ်2000ဆိုတော့အခုဆိုလို့ရှိရင်20ကျော်လေးပေါ့နော်အဲ့လိုဒီကောင်ရဲ့ color တန်ကြီးကတော့ဘယ်လောက်ရှိမလဲဆိုတော့60-90လောက်တော့ရှိတယ်ဒါဆိုလို့ရှိရင်ဒီ Einstein ရဲ့ပုံကိုပကြီကားဖြစ်နေပြန်ဆွဲတာအဲ့လိုပကြီကားတွေနဲ့ပကြီကားပါတဲ့ graphic ပါတဲ့ဒီအနှစ်20ကျော်တဲ့ t-shirt ဆိုပို့ပြီးဈေးပို့ရတာသူတို့ art လို့ခေါ်တာပေါ့နော်ချို့ဆိုလို့ရှိရင်နာမည်ကြီးရဲ့ပကြီဆရာတွေဆွဲတာဆိုလို့ရှိရင်ရာကျော်500အဲ့လိုတချို့ဟာလေးသွားဒီကောင်ဆိုလို့ရှိရင်လည်းဒီမှာအထူးသဖြင့်ဒီမှာကျိုးတစ်ချောင်းလေးပေါ့နော်ဒါနောက်တစ်ထည်ထည်ရတော့အများကြီးပဲဒီကောင်ဆိုလို့ရှိရင်လည်းဥမာဒါ Hollywood နော် California Hollywood ရဲ့t-shirt လေးပေါ့နော်သူဆိုလို့ရှိရင်လည်းဒီမှာကျိုးတစ်ချောင်းလေးတွေ့နေရမှာပေါ့နော်ဒီမှာသူ့ချုပ်ထားတဲ့ဟာကျိုးတစ်ချောင်းလေးတွေအဲ့လိုနောက်ပြီးတော့ဒါကျွန်တော်ကြိုက်တဲ့အရင်ကြိုက်တဲ့ t-shirt လေးဒီကောင်လို့ရှိရင်ဘာလို့လဲဆိုတော့ဒီနားမှာဟိုဟာလေးမီးလေးတွေပါလို့ဒါဟာလေးဒေးဗစ်ဆန်တစ်လက်မှကြည့်မိုက်ပြီးလို့ရှိရင်နောက်တစ်ထည်ဒီကောင်ကတော့အာနိုပုံနဲ့ T2 Terminator ကအသစ် Terminator ထွက်တော့အချိန်တော့ဆိုတော့ခုဟိုကတော့ရှိပြီ1990ပေါင်ဝင်ကျင်တော့အဲ့လိုဒီဟာလည်းရမ်းကြိုက်တယ်နောက် graphic က share ပဲဟုတ်လားဒီကောင်လေးဆိုလို့ရှိရင်တော့ဘယ်လောက်ရှိမလဲရာကျော်တော့ရှိတယ်နောက်ပြီးတော့ဒီမှာဒါလည်းအဆိုတော့ပဲသူဆိုလို့ရှိရင်ဒီမှာအထူးသဖြင့်ဒီကောင်ဆိုလို့ရှိရင်ဥပမာဒီမှာ2003တုန်းကသူတို့ like လှည့်ပြီးတော့ဆိုရတဲ့နေရာပေါ့နော်ဒီမှာသူဘယ်နေရာတွေမှာသူလိုက်ပြီးတော့ဖြော်ပြလာတယ်ပေါ့နော် New York တို့Detroit တို့ Mississippi တို့ဘယ်လိုစိတ်ပေါ်မနီဆိုတာကျွန်တော်နေတာကမနီဆိုတော့မနီဆိုတော့လည်း2003တော့သူလာဖြော်ပြသွားအဲ့တုန်းကသူတို့ရဲ့ဒီဖြော်ပြမှာသူရောင်းတဲ့အိမ်လေးပေါ့နော်ဒီကောင်ဆိုလို့ရှိရင်ဒီမှာအနှစ်20ကျော်ပြီဒီကောင်လည်းရမ်းမိုက်တယ်ကောင်လေးကတော့ရာကျော်လေးကြီးပဲနောက်တစ်ခုကဒီကောင်ကတော့ဘာမှတော့မဟုတ်ဘူးဒါပေမဲ့သူ graphic ကကျွန်တော်ရမ်းကြိုက်လို့ဒီဟာကိုမရောင်းမနဲ့ထားတာပေါ့နော်ဝေဖို့ဆိုပြီးတော့ဒီကောင်ဆိုလို့ရှိရင်သူကြည့်ရတာဟိုဟာလောက် 80s 80ခုနှစ်တော့ဟာပေါ့နော်ဘာလို့ဒီမှာလဲဂျိုးလေးဂျိုးပါတစ်ချောင်းပြီးလို့ရှိရင်သူက80ခုနှစ်ကဟာလေးတော့ t-shirt တွေတော့မများဟိုဟာလိုပဲစက်ကူလိုပဲအရင်ဟိုဘယ်လိုပြောပပလေးမြင်နေရတယ်နော်အဲ့လိုတိုင်းပဲခိုင်ခံနေတော့မယ်သူ graphic ကိုကြည့်ဒီမှာရိုးကောင်းလေးဒီမှာ share ဒီတခုသူတစ်စိတ်တွေပါတွေကတော့မဲ USA ပဲဒါပေမဲ့အကုန်လုံးကအနှစ်ကြာပြီဆိုတော့မားမမြင်ရတော့ဒီထဲနောက်တစ်ခုကဒီကောင်က Scorpion ဆိုတော့သူတို့အဖွဲ့တွေလိုက်ဖြော်ပြတဲ့အမေရိကန်မှာလာဖြော်ပြတဲ့အချိန်တော့လေအဲ့တော့ဒီမှာ1900နဲ့ဒီမှာတစ်စိတ်ပါတယ်1992အဲ့တော့သူတို့လိုက်ဖြော်ပြတာကျွန်တော်နေရာမှာလည်းလိုက်ဖြော်ပြပါဒီကောင်လည်းအရင်မိုက်တယ်ပြီးလို့ရှိရင်ဒီမှာသူဝတ်ထားတာဖက်နက်ကတော့ share ပဲ Spider-Man ဟိုပါနဲ့အဲ့ဒီဟာလေးတွေပြီးလို့ရှိရင်သူဆိုလို့ရှိရင်လည်းဒီမှာဂျိုးတစ်ချောင်းလေးကြီးပဲနော်အဲ့တော့နောက်ဒီ t-shirt တွေပြပြီးသွားတော့ကျွန်တော်ဒီ jacket လေးတွေချက်ပြချင် jacket တွေပြီးလို့ရှိရင် sweatshirt လေး hoodie လေးရနော်အဲ့ဒါဆိုဒီကောင်ဆိုလို့ရှိရင်မှ Nike ဒီ Nike လို့ဆိုတော့ရမ်းကြိုက်လို့မရအောင်နဲ့တိန်တာဒီမှာလို့ရှိရင်ဒီရှေ့မှာတော့ဒီ suit လေးဒီဟာလေးကတော့တည်တည်လေးပဲနော်ဒါနဲ့ဒီနောက်မှာကြည့် share ပဲမကြကြည့်ပဲပြီးလို့ရှိရင်သူ့ရဲ့ tag ကအခုနောက်ပိုင်းထွက်တဲ့နောက်ပိုင်းခု Nike ဒီစိတ်တွေကြည့်ဒီကောင်နဲ့ချိန်ကြည့်လိုက်မတူဘူးခုတော့လာတာဒီကောင်
90ခုနှစ်တုန်းကဟာတယ်ဒီလိုဒီစိမ့်လေးတွေအဲ့လိုလေကျွန်တော်ရင်ကြိုက်တဲ့ဟာ jacket နောက်တစ်ခုကဒါဖို့လို့လဲဒါလည်းအရင်ကြိုက်လို့ဆိုပြီးတော့ကျွန်တော်မရောင်းမနဲ့တင်တာဒီမှာဖို့လို့ဒီမှာလေသားသူကဟိုဟာတိုးလေသားလို့ပြောတယ်တိုးရဲ့တရေပေါ့နော်အဲ့လိုဟိုလိုပဲပျော်ပြီးတော့ရန်ပြီးလို့ရှိရင်ညံ့တာပဲဒီလားအသားလေးရလေဖွထားလို့ရှိရင် share ပဲဖွပြီးအဲ့လောက်လည်းမလေးဘူးလေသားချက်ကပ်ပြီးမယ်လေပြီးလို့ရှိရင်သူတစ်စိမ့်ပါလို့ရှိရင်ဒီမှာသူတစ်စိမ့်ကအခုခေတ်ကိုလိုတစ်စိမ့်နဲ့မတူဘူးနော်ပြီးလို့ရှိရင်သူကပါလဲဆိုတော့made in ကတော့ made in China ပဲဒါပေမဲ့ဟိုအခုမှ made in China မဟုတ်ဟုတ်1990တော့ made in China အဲ့လိုပါမျိုးလေဆိုတော့ဒီကောင်လေးအရင်မိုက်တဲ့နောက်တစ်ခုကတော့ဒီ vintage တော့မဟုတ်ဘူးနောက်ပြောမယ့်ဟာတော့ဒီဟို sweatshirt လေးပေါ့ sweatshirt hoodie လေးအကြောင်းလည်းပြောရချင်ဒီကောင်ဘလို့ရှိရင်2000ခုနှစ်ပတ်ဝန်းကျင်တော့ဒီ skate ဒီပါစီးရလူဆိုရမ်းကြိုက်တယ်ဒီမှာလေ blind ဒီမှာ skate စီးရဟာလေလူငယ်တွေရမ်းကြိုက်တယ်ဒီမှာခေါင်းစုံလေးနဲ့ဒီကောင်ဆိုလို့ရှိရင်လေအခုခေတ်ကအခုနောက်ပိုင်း vintage တွေထက်ကိုဒီ Y2K 2000ပတ်ဝန်းကျင်ကအင်ဂျီတွေဘောင်းဝင်တွေအခုကာကြီးရှောက်ကြီးကအဲ့လိုဟာမျိုးတော့ရမ်းအောင်ခစ်စားတယ်ဒီလိုဟာမျိုးတည်းဆိုလို့ရှိရင်လေရာကြော်တွေရတယ်ဒါလေးနော်ဘယ်လို Y2K ပေါ့နော်အဲ့ဘက်ဒီကောင်တွေအရမ်းခစ်စားနောက်တစ်ခုကဒီ Nike လေးဒီအိမ်လေးဒီမှာသူကခလက်မှာဒီဟာလေးပါတယ်အမှန်ချက်လေးပါတယ်သူတစ်စိတ်ကားဒီမှာဒီလိုလေပြီးလို့ရှိရင် made in USA ပဲသူကြတော့ဒီရိုးရိုး Nike နဲ့မတူဘူးရိုး Nike တွေကတော့ဒီ PK တွေမှာဒီအမှန်ချစ်လေးပါသူကြောက်ခလက်မှာဒီခလက်မှာဟာပို့ပြီးတော့ဈေးပို့ရတယ်ဂျာကျော်တော့ဒါလေးသွားတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီ Travis Scott ကသူဝစ်လိုက်တာသူဝစ်လိုက်တော့အားလည်းလူများတွေကနေပြီးတော့သူဟာသူကြောင့်ပေါ့နော်အရန်ကို popular ဖြစ်သွားပြီးတော့ဒီအားဈေးအများကြီးပေးကြအခုတော့နည်းနည်းလေးတော့ဈေးတော့နည်းနည်းကျသွားပြီဒီတော့ဆိုလို့ရှိရင်ဒီအားရဲ့ဈေးအများကြီးရတယ်ကျွန်တော်ရောင်းဖို့တာဒီရောင်တော့မဟုတ်ဘူးအမဲတော့မဟုတ်ဘူးပေါ့နော်ဒီအညိုရောင်တစ်ခုရောင်းဖို့တာဟိုဟာလောက်ရတယ်200ကျော်250ရဆိုတော့ဒီဟာလေးအဲ့တော့ဒီဟာလေးတွေ့လို့ရှိရင်ဝယ်ဖို့ပေါ့နော်ဈေးပေါ်နဲ့ရလို့ရှိရင်မမေ့ပါနဲ့နောက်တစ်ခုကဒီကတော့ဒီ vintage 1900နဲ့ဒါ90ခုနှစ်တော့ထုတ်ထားတဲ့ဒီ Jinko ဒီအခုခေတ်မှာအရန်ကို popular ဖြစ်တဲ့မှာဒီ brand တစ်ခုပါတယ်Jinko ဒီ Jinko ဆိုတော့ခုနကတော့ကျွန်တော်ပြောတဲ့ဒီဘောင်းကြီးကာကြီးလေအဲ့လိုဝတ်တဲ့ဒီစိတ်ပဲသူကဒီ sweatshirt တွေ hoodie လည်းသူထုတ်တယ်ဒီကောင်ကတော့လူများတွေကျွန်တော်ဝတ်ထားလို့ဝတ်ပြီးတော့သွားတာတော့များလာဝယ်ကြတယ်အများကြီးပဲအရန်ကြိုက်လို့ဆိုလို့ဒီမှာလေကျွန်တော်မရောင်းဒါသိန်းနာလားဒီကောင်ဆို share ပဲဒီမှာလေသူ graphic ကတိကျကျလုပ်ထားတာအဲ့လိုသူကြောင့် Y2K style ဖြစ်သွားတယ်နော်ဒီနောက်ပိုင်းအရန် popular ဖြစ်တယ်မှာဒါပါတယ်နောက်တစ်ခုကနောက်ဆုံးအနေနဲ့တစ်ခုပြချင်တာတော့ဒီ Nike ပဲ Nike jacket ပဲเนาะဒီမှာ1990တုန်းကဒီဇိန်နဲ့ပါတယ် Nike ပဲသူကဒီမှာရှေ့ခုနဟာလိုပဲရှေ့ကတော့တေးသေးလေးပဲဒါနဲ့နောက်မှာအကြီးပဲသူက spell out ဒီဟာကြီးကိုသူအကုန်လုံးပေါင်းပြီးတော့ပြတာအကြီးပဲเนาะဒါဒီအထဲမှာလည်းလူရဲအထဲမှာလည်းဂုံးနေနဲ့ဒီကောင်ဆိုလို့ရှိရင်လည်းရာကျော်လောက်ရတယ်အဲ့လိုအဲ့ဒီဟာပေါ့နော်အဲ့တော့ခုနကျွန်တော်ပြတဲ့ဟာတွေကတော့ဒီ vintage ဆိုတာပါလဲပေါ့နော်အဲ့ဒါဥပမာလေးကိုပြတာပေါ့နော်အဲ့တော့ vintage ကိုဘာဖြစ်လို့ဒီကလူတွေပေါ့တော်များများယူလို့ကျွန်တော်လည်းယူသွတ်တယ် vintage ကပတ်ဝန်းကျင်ကိုရန်ကိုကာကွယ်ပေးရပေါ့ဘာဖြစ်လို့ဆိုလို့ရှိရင်အခုနောက်ပိုင်းထွက်နေတဲ့ fast fashion လို့ခေါ်တယ်ဟိုမှာ Zara တို့ Forever 21တို့ H&M တို့သူတို့ကြတော့ဝတ်ပြီးွားရင်တိတ်မခံအောင်လှလောက်ခံပြီးကြောက်ရလို့ရှိရင်ပြတ်သွားတာတို့ဘာလို့ဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင် T-shirt တွေအင်ကြီးတစ်ထည်ကိုထုတ်ပို့လို့ရှိရင်ရေကဂါလန်ထောင်ပေါင်းများသွားကုန်တယ်ပြီးလို့ရှိရင်အဲ့ဒီအင်ကြီးကိုဒီအရောင်ပြီးလို့ရှိရင်အင်ကြီးကိုဒီအရောင်လေးဒီမှာခုလိုဒီ graphic ရဲ့အရောင်လေးတွေရဖို့ဆိုးဖို့ဆိုလို့ရှိရင်လည်းသူကဆေးတွေအများကြီးသုံးရတယ်အဲ့ဆေးတွေကညဉ့်ညမ်းတဲ့ဆေးတွေအဲ့လိုချောင်းနေပင်လေတွေကိုစီစဉ်သွားပြီးတော့ပေါင်ကျူထိကြိုက်တယ် Here at 1595 Sandhurst Avenue East, Maplewood.
ဘာပေါင်ကျုံရန်ထိကြိုက်တယ်ပေါ့နော်အဲ့တော့ဒီ vintage အိမ်တွေကိုဝစ်စင်ခြင်းအပြင်ဒီတဘာဝကြီးကိုပါကောင်းကျိုးပေးရပေါ့နော်ထိမ့်သိမ့်ညာလည်းရောက်တယ်ပေါ့အဲ့တော့မျိုးဒီမှာတော့အရင်လူငယ်တွေကအရင်ကြိုက်ကြတယ်popular ဖြစ်ကြတယ်ပြီးလို့ရှိရင်အခုနောက်ပိုင်းထွက်တဲ့ဒီ design တွေပေါ့ fashion fast fashion ပေါ့နော်အမြန်လေးမှနောက်ပိုင်းထွက်တဲ့H&M လို့ပါလို့အဲ့လို fast fashion ပေါ့အဲ့လိုဖြစ်တဲ့ဟာတွေကိုသိအားမပေးကြအောင်နော်အဲ့ဒါဗီဒီယိုလေးကတော့ဒါပါပဲဒီဟာလေးကိုကြည့်ခြင်းအဖြစ်ဒီ vintage ကပါလဲပြီးလို့ရှိရင် video ကပါလဲတော့နည်းနည်းလေးတော့သိသွားမယ်လို့ပြောလိုက်ပါတယ်